Hello အားလုံးပဲမင်္ဂလာပါဒီ learning ဆက်ကနေအားလုံးကိုကြိုဆိုပါရစေကျွန်မတော့မမိုနီဖြစ်ပြီးအဘကမိဘတွေကိုလမ်းညွှန်ပေးနေတဲ့ Better Navigator တယောက်ဖြစ်ပါတယ်ဒီနေ့သင်ခန်းစာကတော့ Love and Logic အစီအစဉ်နဲ့ Empower တို့ပူးပေါင်းပြီးတော့မှစီစဉ်ဆောင်ရွက်ထားတာဖြစ်ပါတယ် Love and Logic သင်တန်းရဲ့ဒုတိယပိုင်းသင်တန်းကနေပြန်လည်ကြိုဆိုပါရစေဒီအပိုင်းဒီမှာတော့ခလေးတွေနဲ့အာနာပြိုင်ဆိုင်မှုတွေကိုဘယ်လိုရှောင်ရမလဲစီးမြင့်တွေကိုဘယ်လိုသတ်မှတ်ရမလဲဆိုတာတွေကိုအတူတူလေ့လာကြရမှာဖြစ်ပါတယ်ခလေးတွေအတွက်စီးပေါင်းသတ်မှတ်နည်းတွေကိုသင်ယူပြီးတဲ့နောက်မှာထိန်းချုပ်မှုတွေကိုမျှဝေပြီးအာနာကိုဘယ်လိုမျှဝေရမလဲဆိုတာကိုလည်းဆက်ပြီးတော့မှဆွေးနွေးကြမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကနေတဆင့်ကျွန်မကဒီအဖွဲ့ကိုဦးဆောင်ပေးတော့မှာဖြစ်ပြီးတော့မှသင်တို့နဲ့အတူရှိနေတဲ့မိဘလမ်းညွှန်ကလည်းဒီဆွေးနွေးမှုမှာဝိုင်းဝန်းပြီးတော့မှကူညီပေးသွားမှာဖြစ်ပါတယ်မိကိုနေရှိရင်လည်းမိကိုနေမေးစေချင်ပါတယ်ဒါပေမဲ့ကျွန်မတို့တွေကအရာအလုံးကိုသိကျွမ်းနေတဲ့သူမဟုတ်တဲ့အတွက်ကြောင့်မလို့မိကွန်တိုင်းရဲ့အဖြေကိုလည်းသိချင်မှာပဲသိပါလိမ့်မယ်ဒါပေမဲ့သူတို့သိသလောက်ကျမတို့သိသလောက်ကိုတော့ပွင့်ပွင့်လင်းလင်းမျှဝေပေးသွားမှာဖြစ်ပြီးတော့မှတကယ်လို့တစ်ခုခုကိုမသိခဲ့ဘူးဆိုရင်လည်းဒီအဖြေကိုကျမတို့အတူတူရအောင်ရှာဖွေပြီးတော့မှအားလုံးနဲ့အတူတူပြန်လည်လေ့လာဖို့အစီအစဉ်ပေးသွားမှာဖြစ်ပါတယ်ဒီတင်ယူမှုစကားဝိုင်းလေးကိုမိဘတွေအတွက်ကိုမိသားစုတစ်ခုလို့အားပေးကူညီနိုင်တဲ့နေရာလေးတစ်ခုလို့မျှော်လင့်စေချင်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုကိုခဏရပ်ပြီးတော့မှအခန်းထဲမှာရှိတဲ့လူတွေကိုမိတ်ဆက်ပေးကြရအောင်။ဟုတ်ပါပြီကျမတို့တင်ကြားချင်းမစတင်ခင်ကျမတို့အဖွဲ့ဝင်တွေအားလုံးအတူတကွပျော်ရွှင်စွာတင်ယူနိုင်ကြဖို့ကျမတို့အဖွဲ့ရဲ့စီမင်းစည်းကမ်းလေးတွေကိုအရင်ပြောပြချင်ပါတယ်။ပထမတစ်ချက်ကတော့စကားပြောစရာရှိတယ်ဆိုရင်လက်တစ်ဖက်ကိုမြှောက်ပြပြီးတော့မှမိဘလမ်းညွှန်ကကိုခေါ်ပေးတဲ့အထည်ကိုစောင့်ဆိုင်ပေးရပါမယ်။ဒုတိယတစ်ချက်ကတော့နားမလဲတာတွေမရှင်းလင်းတာတွေရှိလို့ရှိရင်မိကိုမေးစေချင်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ကျမတို့အားလုံးကိုယုံကြည်စိတ်ချတဲ့ပတ်ဝန်းကျင်လေးဖြစ်အောင်ဒီလျှို့ဝှက်ချက်တွေကိုအတူတူထိမ့်သိမ်းကြဖို့တိုက်တွန်းချင်ပါတယ်။တယောက်ကကိုယ့်ရဲ့ကိုယ်ရာအကြောင်းကိုပြောပြခဲ့လို့ရှိရင်ဒီအခန်းထဲကလွဲလို့အပြင်ကလူတွေနဲ့ဘယ်တော့မှပြောမပြရဘူးเนาะဒီနေ့သင်ယူရမယ် Love and Logic ဒုတိယအပိုင်းမှာကတော့ခလေးတွေနဲ့အာနာပြိုင်မှုတွေမဖြစ်အောင်ဘယ်လိုရှောင်ရမလဲဆိုတာစီးမြင့်တဲ့အကန့်အသတ်တွေကိုဘယ်လိုသတ်မှတ်ချမှတ်ရမလဲဆိုတာကိုအတူတူဆက်ပြီးတော့မှလေ့လာကြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ခလေးတွေအတွက်စီးပေါင် boundaries တွေကိုဘယ်လိုသတ်မှတ်ရမလဲဆိုတာကိုသင်ယူကြရမှာဖြစ်ပြီးသတ်မှတ်ထားတဲ့စီးမြင့်အတွင်းမှာခလေးတွေကိုရွေးချယ်ပိုင်ခွင့်ဆုံးဖြတ်ပိုင်ခွင့်ဘယ်လိုပေးရမလဲဆိုတာကိုလည်းဆက်လက်ပြီးတော့မှဆွေးနွေးကြမှာဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်ခြင်းအပြင်ခလေးတွေရဲ့လေးစားမှုနဲ့ယုံကြည်မှုကိုဘယ်လိုရရှိနိုင်မလဲဆိုတာကိုပါအတူတူဆွေးနွေးသွားကြမှာဖြစ်ပါတယ်မိဘတွေအနေနဲ့ခလေးတွေအမှားလို့မိလို့ရှိရင်သူတို့ကိုသင်ခန်းစာပေးခြင်းစိတ်တွေဖြစ်တတ်ပါတယ်သူတို့မှားခဲ့တဲ့အချက်ကိုထပ်ခါပြောပြတိုင်းနောက်တစ်ခါတူညီတဲ့အမှားမျိုးထပ်မလုပ်မိအောင်သင်ယူမယ်လို့ကျမတို့မျှော်လင့်မိတတ်ပါတယ်တကယ်တမ်းမှာတော့ကျမတို့လိုပဲခလေးတွေဟာလည်းသူတို့ရဲ့အတွေ့အကြုံကနေကိုယ်တိုင်သင်ယူနိုင်စွမ်းရှိတတ်ကြပါတယ်သူတို့အမှားလုပ်ခဲ့တာကိုပြန်တတိပေးဖို့မလိုအပ်ပါဘူးခလေးတွေဟာသူတို့အမှားရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကနေသင်ယူနိုင်စွမ်းရှိကြောင်းအတိအမှပြုတ်ဖို့ပဲလိုပါတယ်မက်သျူးဆိုတဲ့ခလေးလေးရဲ့ဖြစ်စဉ်လေးကိုအတူတူလိုက်ကြည့်ကြရအောင်မက်သျူးဆိုတဲ့ကောင်လေးကသူ့ရဲ့မွေးနေ့မှာအယုတ်တစ်လေးရတဲ့အတွက်မက်သျူးဟာရန်ကိုပျော်ရွှင်စိတ်လှုပ်ရှားသွားပါတယ်စိတ်လှုပ်ရှားလို့တဲ့အတွက်သူ့တငယ်ချင်းတွေကိုအမြန်ပြခြင်းနဲ့စိတ်နဲ့ပြေးလွှားနေမိတယ်အဲ့ဒီခါမှာသူ့အမေကမပြေးဘူးအယုတ်ကိုဂယုစိုက်ဖို့တတိပေးလိုက်ပေမဲ့မက်သျူးကတော့နားမထောင်မိပါဘူးဒီလိုနဲ့ချော်လဲပြီးအယုတ်ကလေးကပြက်ကျပြီးတော့မှပျက်စီးသွားပါတယ်မက်သျူးကလည်းငိုပါလေရောသူ့အမေအနေနဲ့လည်းသားလေးအတွက်စိတ်မကောင်းဖြစ်မိပေမဲ့ငါပြောတာနားထောင်ပြီးဂယုစိုက်ခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူးဆိုတာကိုလည်းသိပါတယ်အဲ့ဒီအချိန်မှာမေပြောတယ်မလားပြောစကားနားထောင်ပြီးဂယုစိုက်ခဲ့ရင်အယုတ်ပျက်စီးသွားမှာမဟုတ်ဘူးလို့ပြောခြင်းစိတ်ရှိနိုင်ပါတယ်ဒါပေမဲ့မက်သျူးဟာအယုတ်ကလေးပျက်စီးသွားတဲ့အခါသူ့ဟာနဲ့သူနားလည်သွားပါပြီသူ့ရဲ့အယုတ်ကလေးကိုကင်ပြီးပြေးတာမှားတယ်ဆိုတာကိုသူ့ဘာသူသိသွားပါပြီသူ့အမှားကိုထပ်ခါသတိမပေးခြင်းကမက်သျူးကိုသူ့ရဲ့အမှားကိုမတိမမြင်နိုင်တဲ့ကလေးအဖြစ်သဘောယူထားသလိုဖြစ်သွားမှာဖြစ်ကြောင်းကိုမက်သျူးရဲ့အမေကကောင်းစွာနားလည်ထားပါတယ်။ Love and Logic သင်တန်းတွေတက်ထားတဲ့သူ့အမေကသူ့ကလေးဟာသူ့ဟာနဲ့သူသင်ယူနိုင်စွမ်းရှိတယ်ဆိုတာသိတဲ့အတိုင်းသူ့အမှားကနေသင်ခန်းစာယူပြီးသင်ယူစေချင်ပါတယ်။ကလေးတွေကိုအမှားတွေကနေကိုယ်တိုင်သင်ယူတတ်အောင်ကူညီပေးနိုင်တဲ့ထိရောက်တဲ့နည်းလမ်းတစ်ခုကတော့လိုက်နာရမယ့်စည်းကမ်းချက်တွေကိုထီကြသတ်မှတ်ပေးဖို့ပဲဖြစ်ပါတယ်။ကလေးတွေကို yes လို့ပြောရင် yes no လို့ပြောရင် no ဆိုတာကိုရှင်းရှင်းလင်းလင်းသင်ကြားပေးဖို့လည်းလိုအပ်ပါတယ်မိဘတွေအမြဲကြုံရတဲ့ပြဿနာတစ်ခုကတော့ခလေးတွေက no လို့ပြောထားတဲ့အရာကို yes ဖြစ်အောင်အပြင်းအထန်ညှင်းခုန်ပြီးတော့မှတောင်းဆိုတတ်ကြတာပါပဲဥပမာခလေးကိုအယုတ်အစ်ဝယ်ဖို့ no လို့ပြောလိုက်တဲ့အခါညှင်းခုန်ပြီး no ကို yes ပြောင်းလဲနိုင်တယ်ဆိုတာသူတို့သိသွားရင်ကျမတို့ဟာခလေးတွေနဲ့အချိန်ပြည့်ညှင်းခုန်နေရပါလိမ့်မယ်
ဒီလိုညင်းခုန်မှုတွေမဖြစ်အောင် no လို့ပထမဆုံးအကြိမ်ပြောတာနဲ့ခလေးတွေနားထောင်အောင်ကျမတို့မိသားစုမှာ no လို့ပြောထားရင် no ပဲဆိုတာသင်ပေးဖို့လိုအပ်ပါတယ်ကျမတို့အနေနဲ့ကလေးတွေကို no လို့ပြောထားရင် no ဆိုတာကိုဘယ်လိုသင်ကြားပေးနိုင်မလဲဆိုတာကိုပြသဖို့ Roger နဲ့သူ့ရဲ့အမေ Mandy ရဲ့ဇာတ်လမ်းလေးအကြောင်းကိုပြောပြခြင်းပါတယ်ရှင် Roger ဟာအသက်9နှစ်အရွယ်ကောင်လေးတစ်ယောက်ဖြစ်ပြီးတော့မှသူနဲ့သူ့အမေတို့က Walmart မှာဈေးဝယ်ထွက်တက်ကြပါတယ် Mandy ဈေးဝယ်ထွက်တဲ့အတိုင်းမှာ Roger ကသူ့အတွက်ပစ္စည်းပေးဝယ်ဖို့အမြဲတောင်းဆိုပြီးတော့မှကြီးကြနေတတ်ပါတယ်အယုတ်တန်းကိုဖြတ်သွားလိုက်တိုင်းသူလိုချင်တဲ့အယုတ်တွေအတွက်ငိုယူပြီးတော့မှသူ့အမေကိုလည်းပိုးစားတတ်ပါတယ်ဒီနေ့မှာကြတော့ Mandy ကဒီပြဿနာကို Love and Logic နီးလန်းနဲ့ဖြေရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ် Roger ကထပ်ပြီးတော့မှကြီးကြတဲ့အခါ Mandy ကစိတ်ရှည်ရှည်လေးနဲ့ပြုံးပြလိုက်ပြီးအိုးမေမေကတော့ပြောစကားနားမထောင်တဲ့ကလေးတွေနဲ့ဈေးဆက်ပြီးတော့မှမဝယ်တော့ဘူးလေလို့ပြောလိုက်ပါတယ်ပြောပြတာနဲ့ဈေးလဲတဲ့က Roger ကိုချပြီးဝယ်လက်စဈေးလဲနဲ့ပစ္စည်းတွေအားလုံးကိုပါချန်ထားခဲ့ပြီးတော့မှကားစီကိုပြန်သွားပြီးအိမ်ကိုချက်ချင်းပြန်လာခဲ့ကြပါတယ်နောက်တနေ့ဈေးဝယ်သွားမယ့်အချိန်ရောက်လာတဲ့အခါတော့ Mandy က Roger ကိုတားကဈေးဝယ်ထွက်ရင်လူကြားထဲမှာဘယ်လိုပြုတ်မှုရမလဲဆိုတာမသိသေးတဲ့အတွက်ဒီနေ့တော့အမေတယောက်တည်းဈေးဝယ်သွားမယ်တားကတော့ကလေးထိန်အစ်စ် Alice နဲ့နေခဲ့ရမယ်လို့ပြောလိုက်ပါတယ်Mandy ကသူ့တငယ်ချင်း Alice ကိုအကူအညီတောင်းထားတာဖြစ်ပါတယ်။ Mandy ကဈေးဝယ်ပြီးပြန်လာတဲ့အခါ Roger ကိုတားကပြောစကားနားမထောင်ပဲအမြဲတမ်းပဲအယုတ်ဝယ်ပေးဖို့ကြီးကြလို့တားကို Alice စီမှာထားခဲ့ရတယ်။ဒီကလေးထိန်ခါကိုတားကဘယ်လိုပြီးချီမလဲဆိုပြီးတော့မှမေးလိုက်ပါတယ်။အဲ့ဒီမှာ Mandy ဟာ Roger ရဲ့အပြုအမူတွေအတွက်သူကိုယ်တိုင်တာဝန်ယူရမယ်ဆိုတာကိုတားရဲ့အယုတ်တွေနဲ့ကလေးထိန်ခါပေးစီခြင်းအဖြစ်သင်ကြားပေးဖို့ဆုံးဖြတ်ထားပါတယ်။ Alice ကလည်း Roger ကိုဟုတ်တယ်ငါကိုဘယ်လိုပေးချင်မလဲနေ့ရက်လေးကူရုပ်အစ်စ်လေးတွေကိုခလေးထိန်ကအဖြစ်ယူသွားမယ်လို့ပြောလိုက်ပါတယ် Roger ဟာစိတ်ဆိုးတော့တာထွက်သွားပါတယ်ဈေးကိုမလိုက်ရတဲ့အပြင်လိုချင်တဲ့အယုတ်အတွက်ညှင်းခုန်လို့လည်းမရခဲ့သလိုအခုဆိုရင်သူ့ရဲ့အကြိုက်ဆုံးအချစ်ဆုံး Lego အယုတ်တွေကိုပါ Alice ကိုပေးလိုက်ရတော့တာပါပဲနောက်တနေ့မှာတော့ Mandy က Roger ကိုသူဘာလို့ချင်တယ်လဲဆိုတာကိုမေးလိုက်ပါတယ်ဒီနေ့ Alice နဲ့နေပြီးခလေးထိန်ကပေးချင်မလားဒါမှမဟုတ်လို့ရှိရင်အမေနဲ့ဈေးကိုလိုက်ပြီးစီကန်းရှိရှိလေးနေမလားလို့ရွေးချယ်ခွင့်ပေးလိုက်ပါတယ် Roger ဟာတင်ခန်းစာရသွားပြီးဖြစ်တာကြောင့်မလို့ဈေးကိုလိုက်ဖို့သဘောတူလိုက်ပါတယ် Roger ဟာဈေးထဲမှာလူချင်းတဲ့အယုတ်တွေအများကြီးတွေ့ရပေမဲ့စီကန်းလိုက်မနာလို့ရှိရင်ဘာဖြစ်တယ်လဲဆိုတာကိုသိသွားပြီးဖြစ်တဲ့အတွက်အခုဆိုရင်ဈေးထဲမှာဘယ်တော့မှကြီးမကြရဲတော့ပါဘူး Mandy ဟာသူ့ဘာသူ Roger ကိုစီကန်းလိုက်နာပြီးကြီးမကြအောင်တင်ပေးရမှာအသုံးပြုခဲ့တဲ့နီလန်းဟာအကျိုးသက်ရောက်မှုရှိတဲ့စီးပေါင်သတ်မှတ်ခြင်းဆိုတဲ့နီလန်းပဲဖြစ်ပါတယ်တကယ်လို့ Roger ကသူ့ရဲ့အပြုတ်မှုတွေကိုအစင်မပြင်ဆင်ဘူးပြောစကားနားမထောင်ဘူးဆိုရင် Mandy ဟာသူ့သားနဲ့ဈေးဝယ်မထွက်တော့ဘူးလို့ပြောခဲ့ပါတယ်ဒီစကားကတကယ့်ကိုအကျိုးသက်ရောက်မှုရှိတဲ့စကားလေးပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအကျိုးဆက်ဟာ Mandy ကိုယ်တိုင်လှုပ်ဆောင်ပေးခြင်းတဲ့အရာသို့မဟုတ်ခွင့်ပြုတ်ပေးနိုင်တဲ့အရာဖြစ်နေလို့ပါပဲဒါက Roger ကိုပြောစကားနားထောင်တော့မဟုတ်ရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုပြီးတော့မှ Roger လောက်ရမယ့်အရာကိုတိုက်ရိုက်ပြောဆိုတာမျိုးနဲ့လုံးဝမတူပါဘူးအဲ့ဒီအစားသူမကသူ့ရဲ့လှုပ်ဆောင်ချက်အကြောင်းကိုပဲတားဆီးကမ်းမလိုက်နိုင်ရင်မေမေဈေးဝယ်မခေါ်သွားဘူးဆိုပြီးတော့မှပြောဆိုလိုက်ခြင်းပဲဖြစ်ပါတယ် Love and Logic ရဲ့အခြေခံစည်းမျဉ်းကတော့ခေါင်းမာတဲ့ကလေးကိုဘာလို့ရမယ်လို့ဘယ်တော့မှမပြောပါဘူးကိုကဘာလို့မယ်ဒါမှမဟုတ်ရင်ဘာကိုခွင့်ပြုပေးမယ်ဆိုတာကိုဒါရှင်းရှင်းလင်းလင်းပြောပြတာပဲဖြစ်ပါတယ်ဒီစည်းမျဉ်းတွေကိုမိဘအုပ်ထိန်းမှုအတွက်မျှဝေပေးနေတာဖြစ်ပေမဲ့တခြားလူမှုစစ်ဆန်ရေးတွေနဲ့ပတ်သက်တဲ့အခြေအနေတွေမှာလည်းအလွန်အသုံးဝင်တဲ့နည်းဗျူဟာတစ်ခုပဲဖြစ်ပါတယ်။ကလေးတွေကိုစည်းမျဉ်းတွေတင်ပေးတဲ့နေရာမှာမင်းဘာလုပ်ရမလဲဆိုတော့မထီရောက်တဲ့နီးလန်းထက်ငါဘာလုပ်မယ်ဆိုတော့ဒီရောက်တဲ့နီးလန်းကပို့ပြီးတော့မှအကျိုးရှိပါတယ်။ဒီမှာရှိတဲ့ဥပမာတွေတဲကဘယ်ဘက်ကအကျိုးသက်ရောက်မှုမရှိတဲ့စည်းမျဉ်းတွေဖြစ်ပြီးညာဘက်ကတော့အကျိုးသက်ရောက်မှုရှိတဲ့စည်းကမ်းတွေစည်းမျဉ်းတွေဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကလေးကိုညစာပြီးအောင်စားဖို့ပြောဆိုတဲ့နည်း2မျိုးရှိပါတယ်။ဥပမာမင်းအချိုပွဲစားခြင်းညစာကိုပြီးအောင်စားရမယ်လို့ပြောရမယ်အစားမေမေကညစာကိုပြီးအောင်စားတဲ့ကလေးတွေကိုအချိုပွဲကျွေးတယ်လို့ပြောလို့ရပါတယ်။သားသိမ်းတဲ့အယုတ်တွေကိုဆက်ကစားလို့ရမယ်မသိမ်းတဲ့အယုတ်ကိုတော့မေမေသိမ်းထားမယ်လို့ပြောတာကအယုတ်တွေကိုအခုချက်ချင်းသိမ်းလိုက်ပါလို့ပြောတာထက်ပိုပြီးတော့မှအကျိုးရှိပါတယ်။ဆယ်ကျော်သက်ကလေးတွေအတွက်ဆိုရင်မိဘတယောက်ယောက်နဲ့သွားမှဒါမှမဟုတ်မေမေယုံကြည်တဲ့လူကြီးတယောက်နဲ့သွားမှဖြောပြီးပွဲသွားလို့ရမယ်လို့ပြောတာကမင်းအသက်ငယ်လို့မသွားရဘူးဆိုပြီးတော့မှတားမြစ်တာထက်ပိုပြီးတော့မှထိရောက်ပါတယ်ဒီနီလန်းကကလေးတွေကိုသူတို့ရဲ့လှုပ်ရက်တွေအတွက်တာဝန်ယူတတ်ဖို့နဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတတ်ဖို့တင်ယူပေးရရောက်ပါတယ်အခုဆိုရင်ထိရောက်တဲ့စီးမြင်တွေချမှတ်နည်းကိုနားလည်သွားပြီဆိုတော့
အုပ်စုလိုက်အတူတူလေ့ကျင့်ကြရအောင်ပထမဆုံးကျမကထိရောက်မှုမရှိတဲ့စီးမြင်ရဲ့ဥပမာတစ်ခုပေးပါမယ်ပြီးရင်အတူတူထိရောက်တဲ့စီးမြင်အသစ်တစ်ခုဖန်တီးကြည့်ကြမယ်ပထမဆုံးဥပမာကနာယံမှာရေးတာပုံဆွဲတာတွေမလုပ်ရဘူးစာရွက်ပေါ်မှာပဲရေးဆွဲရမယ်ဆိုတဲ့စကားကိုထိရောက်မှုရှိအောင်ဘယ်လိုပြောင်းပြန်ပြောမလဲကောင်းပါပြီဥပမာပြောရရင်မေမေကစာရွက်ပေါ်မှာပုံရေးဆွဲတဲ့ကလေးတွေကိုမာကာတွေထပ်ပေးမယ်နာယံပေါ်မှာရေးဆွဲတဲ့ကလေးတွေကိုတော့မာကာမပေးတော့ဘူးလို့ပြောလို့ရပါတယ်နောက်ထပ်ဥပမာတစ်ခုကိုကြည့်ကြရအောင်ဖုန်းမကြည့်နဲ့တော့ဖုန်းကိုဘေးချပြီးမိသားစုအတွက်ချိန်ပေးရမယ်ဆိုတဲ့စကားကိုကျမတို့လောက်ရမယ့်အရာဒါမှမဟုတ်ခွင့်ပြုတဲ့အရာဖြစ်အောင်ဘယ်လိုပြင်ဆင်ပြီးတော့မှပြောရမလဲဥပမာပြောရရင်ဒီညပြောစကားနားထောင်ပြီးမိသားစုနဲ့အရင်အချိန်ဖြုံးပေးရင်ဖုန်းကြည့်ချိန်တစ်နာရီလောက်ခွင့်ပေးမယ်လို့ပြောလို့ရပါတယ်အကျိုးသက်ရောက်မှုရှိတဲ့စီးမြင်တွေချမနေကိုနားလည်ပြီးဆိုတော့ Love and Logic စနစ်ရဲ့အဓိကစီးမြင်တချို့ကိုပြန်လည်သုံးသပ်ကြရအောင်အရေးကြီးဆုံးအချက်ကတော့အရာကိုရိုးရှင်းအောင်ထားဖို့ပါပဲကလေးတွေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုရိုးရှင်းစွာကင်တွယ်ဖို့ကျမတို့အသုံးပြုနိုင်တဲ့အခြေခံအကျဆုံးစကားစုတွေတဲကတစ်ခုကတော့ပြဿနာမဖြစ်စေသွေးတော့အဆင်ပြေပါတယ်လို့ပြောခြင်းပဲဖြစ်ပါတယ်ဒီစကားစုလေးဟာပြဿနာတစ်ခုခုပေါ်လာတဲ့အချိန်မှာကျမတို့ရဲ့ဆုံးဖြတ်ချက်တွေကိုလွယ်ကူမြန်ဆန်စေဖို့အထောက်အကူပေးနိုင်ပါတယ်နောက်ထပ်မှတ်သားထားရမယ့်စီးမြင်တစ်ခုကတော့ကလေးတွေကိုတကြီးပြောတာအတင်းအကျပ်တိုက်တွန်းတာတရိပ်ပေးတာဒါမှမဟုတ်ရင်ထက်ခါတရိပ်ပေးတာတွေကိုရှောင်ကျဉ်ဖို့လိုပါတယ်ကလေးတွေကို no ဆိုတဲ့စကားလုံးဟာပထမဆုံးအကြိမ်ပြောတဲ့အချိန်မှာ no ဆိုတာကိုနားလည်အောင်သင်ကြားပေးဖို့လိုအပ်ပါတယ်ကလေးတွေပထမဆုံးအကြိမ်မှာပြောတဲ့စကားနားမထောင်တဲ့အခါကျမတို့ရဲ့စီးမြင်တွေကိုပုံမတင်းကျပ်စွာစတင်ဆောင်ရွက်လေနောက်ဆက်တွဲအနေနဲ့ဒုတိယအကြိမ်စကားနားမထောင်ခြင်းဒါမှမဟုတ်ရင်မနာခံခြင်းတွေကိုကင်တွယ်ဖြေရှင်းရတာနဲသွားလေပဲဖြစ်ပါတယ်အကျိုးသက်ရောက်မှုရှိတဲ့စီးမြင်တွေကိုအသုံးပြုတဲ့နည်းလမ်းဟာကလေးအရွယ်အားလုံးအတွက်ရောလူကြီးအတွက်ပါအမှန်တကယ်အသုံးဝင်တဲ့နည်းဗျူဟာတစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့ဒီနည်းလမ်းကိုသားသမီးလေးတွေနဲ့ကိုင်ညီအောင်ပြုတ်ပြင်ပြောင်းလဲပေးဖို့နည်းလမ်းကောင်းတွေတော့လိုအပ်ပါတယ်ဒါကြောင့်ဒီသင်ခန်းစာမှာကလေးငယ်လေးတွေသူတို့ရဲ့အမှားတွေကနေသင်ယူတတ်အောင်ကူညီပေးနိုင်ဖို့ဆိုတဲ့သချင်းလေးအကြောင်းနဲ့အဲ့ဒီသချင်းလေးကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုလေ့လာသွားပါမယ်ဥပမာသင်ရဲ့ကလေးငယ်ကအမှားယွင်းတစ်ခုခုလုပ်မိတဲ့အခါဒါကမှားယွင်းနေတယ်ဆိုတာကိုပြော့ပြောင်းလေးနဲ့သင်ပေးဖို့လိုအပ်တာကိုတွေ့ရပါတယ်ကလေးလေးကကစားရင်းနဲ့အိမ်ထဲကပစ္စည်းတစ်ခုကိုချိုးပဲ့သွားတာမျိုးဒါမှမဟုတ်လို့ရှိရင်မိဘရဲ့စပင်ကိုစောင့်ဆွဲနေတာမျိုးတင့်ကိုနာကျင်အောင်လုပ်တာမျိုးကိုလည်းဖြစ်နိုင်ပါတယ်။အော်ဒါမှမဟုတ်လို့ရှိရင်ဒီကလေးမလေးလိုစာရွက်ပေါ်မှာပုံဆွဲမဲ့အစားနာယံပေါ်မှာရေးဆွဲနေတာမျိုးဖြစ်နိုင်ပါတယ်။ Love and Logic စနစ်မှာကလေးငယ်တွေကိုအမှားတွေကနေသင်ယူတတ်အောင်သင်ပေးတဲ့သချင်းဆိုတဲ့နည်းလမ်းလေးရှိပါတယ်။ဒီနည်းလမ်းလေးမှာတော့အဆင့်၄ဆင့်ပါဝင်ပါတယ်။ပထမဆုံးအဆင့်ကတော့ကလေးငယ်ကအမှားလုံးမိရင်သူ့ကိုပွေ့ချပြီးသူတို့ရဲ့အခန်းထဲဒါမှမဟုတ်လို့ရှိရင်time out အတွက်ခဏထိုင်ရတဲ့နေရာတစ်ခုကိုပို့လိုက်ပါဒုတိယအဆင့်ကတော့ကလေးကိုသွားနေစေချင်တဲ့နေရာကိုပို့ရင်းနဲ့ဆိုတဲ့သချင်းလေးကိုပျော်ရွှင်မှုပုံမှန်အတန်လေးနဲ့သေဆူရမှာဖြစ်ပါတယ်ဒါကကလေးတွေကိုသူတို့ရဲ့မှားယွင်းတာကိုလုံမိကြောင်းသိရှိနားလည်စေဖို့ကျမတို့ကစိတ်တည်ငြိမ်နေတယ်ဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်တတိယအဆင့်ကတော့ကလေးကစိတ်ဆိုးပြီးကြီးကြလာတဲ့အခါမှာလှုပ်ဆောင်ရမယ့်အရာဖြစ်ပါတယ်ဒီလိုဖြစ်လာပြီဆိုရင်ဟုတ်ပါပြီအခုတော့ဆက်ပြီးကြည်ကြလိုက်ပါအောင်မင်းစိတ်တည်ငြိမ်လာတဲ့အခါမင်းနဲ့စကားပြောမယ်လို့ပြောလိုက်ပါဒီစကားလေးကခလေးစိတ်ဆိုးနေတယ်ဆိုတာကိုအတိအမှတ်ပြုသလိုတိတ်ဆိတ်တဲ့နေရာကနေခလေးထွက်မသွားခင်သူစိတ်တည်ငြိမ်ဖို့လိုအပ်တယ်ဆိုတာကိုသိစေဖို့ပဲဖြစ်ပါတယ်စရုပ်ထအဆင့်ကတော့ခလေးစိတ်တည်ငြိမ်ပြီးသွားရင် timer လေးနဲ့အချိန်သတ်မှတ်ပြီးမိသားစုတွေစီပြန်မလာခင်သတ်မှတ်ထားတဲ့အချိန်အတိုင်းစိတ်တည်ငြိမ်အောင်လုပ်ရမယ်လို့ခလေးကိုပြောပြရမှာဖြစ်ပါတယ်ကောင်းမွန်တဲ့စီကံလေးတစ်ခုကတော့ခလေးအသက်တစ်နှစ်ကို10မိနစ်နှုန်းနဲ့အချိန်သတ်မှတ်နိုင်ပါတယ်။ဒါကြောင့်2နှစ်အရွယ်ကလေးတွေအတွက်2မိနစ်ကြာအောင်အချိန်သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ဒီအဆင့်တွေကိုခဏလေ့ကျင့်ကြရအောင်။သချင်းကိုပျော်ရွှင်ဆိုတတ်အောင်အားလုံးလေ့ကျင့်ကြရအောင်။ဟုတ်ပါပြီ။အခုတော့ဆက်ပြီးတော့မှကြည်ကြလိုက်ပါအောင်။မင်းစိတ်တည်ငြိမ်လာတဲ့အခါမှာမင်းနဲ့ပြန်တွေ့မယ်ဆိုတာကိုပြောဖို့လေ့ကျင့်ကြရအောင်။သချင်းကအသုံးဝင်တဲ့နည်းလမ်းတစ်ခုဖြစ်ကြောင်းအကြောင်းအရင်းလေးကိုပြောချင်ပါတယ်။ပထမတစ်ချက်အနေနဲ့ဒီနည်းလမ်းကကျမတို့ဟာခလေးတွေကိုချစ်မြတ်နိုးတဲ့သူတွေဖြစ်တယ်ဆိုတာကိုသင်ပေးပါတယ်ခလေးတွေကိုကျမတို့ကတွင်တင်ဆုံးမပေးမဲ့သူတို့စိတ်ဆိုးနေတဲ့အချိန်မှာတောင်ကျမတို့ကအေးဆေးတည်ငြိမ်စွာနဲ့ချစ်ခင်တတ်တဲ့ဆိုတာကိုပြသရလဲရောက်ပါတယ်ဒုတိယအချက်အနေနဲ့သချင်းကခလေးတွေကိုသူတို့ကောင်းမွန်စွာပြုတ်မူနေထိုင်လို့ရှိရင်
တခြားလူတွေနဲ့အတူရှိနေနိုင်ပေမဲ့မကောင်းတဲ့အပြုအမူတွေလုပ်နေရင်နေလို့မရဘူးဆိုတာကိုလည်းတင်ပြပေးတာနဲ့အတူတူပဲဖြစ်ပါတယ်။ဒါကအရေးကြီးတဲ့သင်ခန်းစာတစ်ခုဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကလေးတွေအသက်ကြီးပြင်းလာတာနဲ့အမျှသူတို့ရဲ့အပြုအမူကသူတို့ရဲ့ဆက်ဆံရေးတွေအပေါ်တက်ရောက်မှုရှိတယ်ဆိုတာကိုသင်ယူဖို့လိုအပ်လာလို့ပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့တချင်းကိုဘယ်နေရာမှာမဆိုအသုံးပြုနိုင်ပါတယ်။ဒါကကလေးတွေကိုအိမ်မှာကျမတို့နဲ့အတူတူရှိနေတဲ့အချိန်မှာဒါမှမဟုတ်ပဲသူတို့ရောက်ရှိနေတဲ့နေရာတိုင်းမှာကောင်းမွန်စွာပြုမှုရမယ်ဆိုတဲ့သင်ခန်းစာကိုသင်ပေးလိုက်တာနဲ့လည်းအတူတူပဲဖြစ်ပါတယ်။မိဘတိုင်းလိုကြုံတွေ့ရတဲ့စိန်ခေါ်မှုတစ်ရက်ကတော့ကလေးတွေနဲ့ဖြစ်တဲ့ထိန်းချုပ်မှုဆိုင်ရာတင်းမာမှုတွေပဲဖြစ်ပါတယ်။ကလေးတွေဟာသူတို့ဘဝကိုကျမတို့ထိန်းချုပ်တာကိုလက်မခံချင်ကြပါဘူး။သူတို့ကိုယ်ပိုင်ထိန်းချုပ်မှုရဖို့ဆိုရင်ဘာကိုမဆိုတွန်းလှန်တတ်ကြပါတယ်။ဒီလိုထိန်းချုပ်မှုပရိပခတွေကိုရှောင်ရှားနိုင်တဲ့နည်းလမ်းကောင်းတစ်ခုကတော့အကောင်အထည်ဖော်နိုင်တဲ့စီးမြင်တွေကန့်သက်ပေးဖို့ပါပဲဒီစီးမြင်တွေကကလေးတွေရဲ့အပြုအမူကိုတိုက်ရိုက်ထိန်းချုပ်ဖို့စ조사တာထက်ကျမတို့ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့မိမိရဲ့အပြုအမူအပေါ်အာရုံစိုက်ဖို့ကူညီပေးပါတယ်နောက်ထပ်နည်းလမ်းတစ်ခုကတော့ကလေးတွေကိုတင့်မျှတတဲ့ရွေးချယ်ခွင့်တွေပေးဖို့ပါပဲဒီနည်းလမ်းနှစ်ခုစလုံးဟာကလေးတွေနဲ့ဖြစ်တဲ့ထိန်းချုပ်မှုဆိုင်ရာပရိပခတွေကိုရှောင်ရှားနိုင်ဖို့အကူအညီကောင်းဖြစ်ပါတယ်ကလေးတွေနဲ့ထိန်းချုပ်မှုဝေမျှရန်ရွေးချယ်ခွင့်များပေးခြင်းဆိုတဲ့နည်းလမ်းကအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်ရွေးချယ်ခွင့်ပေးတာဟာကလေးတွေကိုသူတို့ရဲ့အမှားတွေကနေသင်ခန်းစာယူနိုင်ဖို့ကူညီပေးပါတယ်ဥပမာကလေးတစ်ယောက်ကအချိုပွဲများများစားဖို့ရွေးချယ်ပြီးတဲ့နောက်မှာဘိုက်အောင်လာခဲ့ရင်နောက်တစ်ခါမှာတော့ဘာစားတင်တယ်ဘာမစားတင်ဘူးဆိုတာကိုသုံးသပ်ပြီးပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချတတ်လာပါတယ်။ဒါအပြင်ရွေးချယ်ခွင့်ပေးခြင်းကမိဘတွေအနေနဲ့ဘယ်လိုရွေးချယ်မှုတွေပေးမလဲဆိုတာကိုကျမတို့ကပဲဆုံးဖြတ်ထားပေမဲ့ကလေးတွေအတွက်တော့ကိုယ်တိုင်ရွေးချယ်ခွင့်ကိုယ်တိုင်ထိန်းချုပ်ခွင့်ရတယ်လို့ခံစားရစေပါတယ်။ကလေးတွေကောင်းကောင်းမွန်မွန်ပြုမှုနေတဲ့အချိန်မှာရွေးချယ်ခွင့်ပေးထားတာဟာသူတို့တွေပြောစကားနားမထောင်တာစိုးတဲ့အချိန်မှာကျမတို့ကိုပို့ပြီးထိန်းချုပ်နိုင်အောင်ကူညီပေးပါတယ်ဒီလိုလှုပ်ဆောင်တာကကလေးတွေကိုကျမတို့ဟာညှိနှိုင်းလိုစိတ်ရှိပြီးတရားမျှတတယ်ဆိုတာသိစေသလိုတကယ်လို့သဘောတူညီမှုမရတဲ့အချိန်တွေမှာလည်းကျမတို့ရဲ့ဆုံးဖြတ်ချက်တွေကိုပိုပြီးအာဏာရှိအောင်ပြောဆိုနိုင်စေပါတယ်ထိရောက်တဲ့ရွေးချယ်ခွင့်ပေးခြင်းဆိုတာကကလေးကဘာရွေးချယ်မှုကိုလုပ်လို့မိဘအနေနဲ့ကျမတို့စိတ်ကြည်နက်နိုင်တဲ့ရလဒ်တွေဖြစ်လာအောင်ညှိနှိုင်းပေးတဲ့နည်းလမ်းဖြစ်ပါတယ်ကျမတို့ကကလေးကိုစိတ်ကြည်နက်ဖွယ်ရွေးချယ်စရာနှစ်ခုပေးခြင်းဖြင့်ကလေးကကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိတယ်လို့ခံစားရစီပြီးတစ်ချိန်တည်းမှာပဲကျမတို့လိုချင်တဲ့ပုံစံအတိုင်းအပြုအမူကိုဖြစ်ပေါ်အောင်ဖန်တီးနိုင်ပါတယ်။ဥပမာအိမ်အလုပ်လုပ်ဖို့အတွက်ဖျားเจ้าမသွားခင်အိမ်အလုပ်လုပ်မလားဖျားเจ้าကနေပြန်မလုပ်မလားဆိုတဲ့ရွေးချယ်ခွင့်ပေးတာဟာအိမ်အလုပ်လုပ်ဖို့ရွေးချယ်ခွင့်မဟုတ်ပဲဘယ်အချိန်လုပ်မလဲဆိုတဲ့ရွေးချယ်ခွင့်ကိုပေးတာဖြစ်ပါတယ်။ဖုန်းကြည့်ချိန်အတွက်ဖုန်းကိုအခုချက်ချင်းပိတ်မလားဒါမှမဟုတ်ညစာစားပြီးတဲ့အချိန်ထိဖုန်းမသုံးဘဲနေမလားလို့ပြောလိုက်တာမျိုးကဖုန်းကြည့်ချိန်ကိုထိန်းချုပ်ဖို့အထောက်အကူပြုပါတယ်။ဆယ်ကျော်သက်တွေအတွက်အပြင်ထွက်ချိန်ကိုကန့်သက်ခြင်းတဲ့အခါမှာည9နာရီခွဲမှအိမ်ပြန်လာမလားဒါမှမဟုတ်10နာရီမှပြန်လာမလားဆိုတဲ့ရွေးချယ်ခွင့်သွားမတိုက်ချင်တဲ့ကလေးငယ်တယောက်အတွက်အခုချက်ချင်းသွားတိုက်မလားမေမေစာဖတ်ပြပေးမှပဲတိုက်မလားလို့ပြောပြနိုင်ပါတယ်။ဒီလိုရွေးချယ်ခွင့်ပေးခြင်းနည်းလမ်းကကလေးတွေကိုတာဝန်ယူတတ်အောင်ကိုယ့်ရဲ့ဆုံးဖြတ်ချက်အပေါ်ယုံကြည်မှုရှိအောင်သင်ကြားပေးနိုင်ပြီးမိဘနဲ့ကလေးအကြားပို့ပြီးပျော်ရွှင်အေးချမ်းတဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ပေးနိုင်ပါတယ်။အခုဆိုရင်ထိရောက်တဲ့ရွေးချယ်ခွင့်ဆိုတာဘယ်လိုမျိုးလဲဆိုတာကိုအတူတူနားလည်သွားပြီဆိုတော့ထိရောက်တဲ့ရွေးချယ်ခွင့်နဲ့မထိရောက်တဲ့ရွေးချယ်ခွင့်ရဲ့ကွာခြားချက်ကလေးတွေကိုဆက်လက်ပြီးဆွေးနွေးကြည့်ကြရအောင်နော်။ထိရောက်တဲ့ရွေးချယ်ခွင့်တစ်ခုဖန်တီးနိုင်ဖို့အတွက်အခြေခံစည်းမျဉ်းလေး6ခုရှိပါတယ်။အဲ့ဒီတဲကပထမဆုံးအခြေခံစည်းမျဉ်း3ခုအကြောင်းကိုအရင်ဆုံးမျှဝေပေးခြင်းပါတယ်။ပထမချက်ကတော့ထိရောက်တဲ့ရွေးချယ်ခွင့်ဆိုတာကရွေးချယ်စရာနှစ်ခုစလုံးကကောင်းမွန်ပြီးခလေးကဘယ်ဟာကိုပဲရွေးမိဘတယောက်အနေနဲ့စိတ်တိုင်းကြဖြစ်နေမှာဖြစ်ပါတယ်ဒုတိယချက်ကတော့ထိရောက်တဲ့ရွေးချယ်ခွင့်ပေးတာကကိုမိသားစုရဲ့တန်ဖိုးတွေစီးမြင်တွေနဲ့ကိုက်ညီပြီးလိုက်လျောညီထွေမှုရှိတဲ့အရာတွေပဲဖြစ်ရမှာဖြစ်ပါတယ်တတိယချက်ကတော့ရွေးချယ်ခွင့်ပေးထားတာဟာခလေးကအတိုက်အခံမစခင်မှာပေးတာအထိရောက်ဆုံးဖြစ်ပါတယ်ခလေးကကျမတို့နဲ့သဘောထားမတိုက်ဆိုင်တဲ့အချိန်မှာရွေးချယ်ခွင့်ပေးတာမျိုးကိုရှောင်ကျဉ်သင့်ပါတယ်ခလေးကစန့်ကျင်မှုမပြုတ်ခင်ရွေးချယ်ခွင့်ကိုကြိုတင်ပေးထားတာကအကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်ဒီလမ်းညွှန်ချက်နဲ့အတူနောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ခလေးတွေကောင်းကောင်းမွန်မွန်ပြုမှုနေတဲ့အချိန်မှာရွေးချယ်ခွင့်တွေအများဆုံးပေးဖို့ပါပဲခ
ခလေးကစပြီးကြီးကြလာမှစီမြင်းချိုးဖောက်လာမှရွေးချယ်ခွင့်ပေးတာဟာတိတ်ပြီးထိရောက်မှုမရှိပါဘူးပြီးတော့ရွေးချယ်ခွင့်ဆိုတာချင်းချောက်တာမျိုးဘယ်တော့မှမဖြစ်သင့်ပါဘူးရွေးချယ်စီရာနှစ်ခုစလုံးဟာခလေးအတွက်တကယ့်ကိုတင်မျှတပြီးရွေးချယ်ထိုက်တဲ့အရာတွေဖြစ်နေဖို့လိုအပ်ပါတယ်နောက်ဆုံးအချက်ကတော့ခလေးကချက်ချင်းရွေးမချယ်နိုင်ခဲ့ဘူးဆိုရင်မိဘဖြစ်တဲ့ကျမတို့ကနေဆုံးဖြတ်ပေးဖို့လိုအပ်ပါတယ်ခလေးကဆုံးဖြတ်ချက်ချမှာကိုအကြာကြီးစောင့်နေလို့မရပါဘူးဒီလိုစောင့်နေရင်ခလေးကပိုဆိုးနိုင်လို့ပဲဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာအချိန်ကုန်သွားပြီနော်ဒါမှမဟုတ်သမီးသွားတိုက်တော့မယ်မဟုတ်လားဆိုတဲ့စကားမျိုးနဲ့ကျမတို့ကနေပျော်ပျော်ရွှင်ရွှင်ဆုံးဖြတ်ပေးလိုက်ဖို့လိုအပ်ပါတယ်အခုဆိုရင်ထိရောက်တဲ့ရွေးချယ်ခွင့်တွေပေးတဲ့နည်းရဲ့အစည်းအမြင့်တွေကိုအတူတူနားလည်သွားပြီဆိုတော့ရွေးချယ်ခွင့်ပေးတာနဲ့ပတ်သက်ပြီးဥပမာချို့ကိုကြည့်ပြီးတော့မှဒီလိုရွေးချယ်ခွင့်တွေဟာထိရောက်မှုရှိတဲ့ရွေးချယ်ခွင့်ပေးခြင်းဟုတ်မဟုတ်ကိုဆုံးဖြတ်ပြီးတော့မှဒီနေ့သင်ခန်းစာကိုအဆုံးသတ်ကြရအောင်ပထမဆုံးဥပမာကမင်းညစာစားပြီးမှအိမ်စာလုပ်မလားဒါမှမဟုတ်ရင်ညစာမစားခင်အိမ်စာလုပ်မလားဆိုတဲ့မိကွန်းပါပဲဒါကထိရောက်မှုရှိတဲ့ရွေးချယ်ခွင့်လို့ထင်ပါသလားဟုတ်ပါတယ်မှန်ပါတယ်ဒီဥပမာကထိရောက်မှုရှိတဲ့ရွေးချယ်ခွင့်ပေးခြင်းပဲဖြစ်ပါတယ်နောက်ထပ်ဥပမာကတော့မင်းငြိမ်နေမလားငါကမင်းကိုငြိမ်အောင်လုပ်ရမလားဆိုတဲ့မိကွန်းပါပဲဒါကထိရောက်မှုရှိတဲ့ရွေးချယ်ခွင့်လားမထိရောက်တဲ့ရွေးချယ်ခွင့်လားဟုတ်ပါတယ်ဒီဥပမာကထိရောက်မှုမရှိတဲ့မထိရောက်တဲ့ရွေးချယ်ခွင့်ပေးခြင်းပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့မိဘကချင်းချောက်တဲ့စကားတွေကိုအသုံးပြုပြီးတော့မှခလေးကိုချိုးချောင်းစီလျော်တဲ့ရွေးချယ်ခွင့်မပေးလို့ပဲဖြစ်ပါတယ်နောက်ထပ်ဥပမာကမင်းဖုန်းကိုမေးဖူခန်းထဲမှာပဲကြည့်မလားအခန်းထဲမှာပဲကြည့်မလားဆိုတဲ့မိကွန်းပဲဖြစ်ပါတယ်ဒါကရောထိရောက်မှုရှိတဲ့ရွေးချယ်ခွင့်လို့ထင်ပါသလားဟုတ်ပါတယ်တော်တယ်ဒါကထိရောက်မှုရှိတဲ့ရွေးချယ်ခွင့်ဖြစ်ပြီးတော့မှခလေးတွေ online အပေါ်မှာဘေးကင်းအောင်သုံးနိုင်ဖို့ကူညီပေးတဲ့ရွေးချယ်ခွင့်ကောင်းတစ်ခုပဲဖြစ်ပါတယ်နောက်ဆုံးဥပမာကတော့မင်းစိတ်ငြိမ်လေးထားမလားဆက်ပြီးကြည်ကြနေမလားဆိုတဲ့မိကွန်းပဲဖြစ်ပါတယ်ဒါကရောထိရောက်မှုရှိတဲ့ရွေးချယ်ခွင့်ဖြစ်နိုင်ပါသလားတကယ်တော့ဒါကထိရောက်မှုမရှိတဲ့ရွေးချယ်ခွင့်ဖြစ်ပါတယ်ခလေးကစိတ်ဆိုးနေပြီးကြည်ကြနေတဲ့အချိန်မှာရွေးချယ်ခွင့်ပေးတာထက်သူတို့အေးဆေးတည်ငြိမ်နေတဲ့အချိန်မှာကြိုတင်ပြီးတော့မှရွေးချယ်ခွင့်ပေးတာကပိုပြီးတော့မှထိရောက်ပါတယ်ဒီလိုဥပမာလေးတွေနဲ့ဆွေးနွေးရင်ထိရောက်တဲ့ရွေးချယ်ခွင့်ပြီးနည်းတွေကိုပိုပြီးတော့မှနားလည်ကြမယ်လို့မျှော်လင့်ပါတယ်ဒီသင်ယူမှုစကားဝိုင်းထဲမှာခလေးတွေနဲ့ကျမတို့နဲ့အတူတူစီးမြင့်တွေဘယ်လိုချမှတ်ရတယ်လဲရွေးချယ်ခွင့်တွေပေးပြီးထိန်းချုပ်မှုကိုဘယ်လိုမျှဝေရတယ်လဲဆိုတာအတူတူလေ့လာခဲ့ကြပါတယ်နောက်ထပ်တင်ယူမှုစကားဝိုင်းမှာတော့ခလေးတွေကိုစိတ်မဆိုးပဲညှင်းခုန်စရာမလိုပဲသူတို့ကိုအိမ်မှုကိစ္စလေးတွေလုပ်အောင်ဘယ်လိုဆဲဆောင်ရမလဲဆိုတော့လက်တွေ့အသုံးတဲ့မဲ့နည်းလမ်းတွေကိုဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်အားလုံးပဲဒီ learning circle မှာပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်